ဆိုမှုတ်မပါမှုတ်မပါတော့ဒီအစိလေးတွေအပင်ပေါက်ဖို့ဘယ်စနစ်ကိုအသုံးပြုလို့ဆိုလို့ရှိရင်သူ့ရဲ့အသီးထဲမှာအစိလေးတွေရှိတယ်အဲ့ဒီအသီးခွန်ရင့်လာတဲ့အခါမှာသူကဖြတ်ခနဲ့ဆိုကွဲလိုက်တာကွဲလိုက်တဲ့စွမ်းအားကြောင့်အသီးလေးတွေဟာပြစ်ကျဲလိုက်တယ်လို့ဖြစ်သွားတာအနှံ့ကျဲလိုက်တယ်အနှံ့ကျဲတာအဲ့ဒီစနစ်နဲ့ပေါက်တဲ့ဟာလည်းရှိတယ်လက်ပံလိုလေရီးစီးပြီးတော့အဝေးသွားပြီးပေါက်တဲ့အပင်ရှိတယ်တရက်ပင်တို့လိုတစ်ပင်အောက်မှာဘုတ်ခနဲ့ကြွေကြပြီးပေါက်တာရှိတယ်အသီးလေးတွေကဖြတ်ခနဲ့ကွဲပြီးတော့အစိလေးတွေနှံ့ပြီးတော့သွားပြီးပေါက်တဲ့ဟာမျိုးရှိတယ်ပေါ့အဲ့ဒါလိုပဲလူတွေပါဘုန်းကြီးတို့တွေကြတော့ဘာပါတော့ဆိုတဏှာပါအဲ့ဒီတဏှာကလေဒီတဲ့ဖွဲပဲနော်လေဒီတဲ့ဖွဲဆွဲလန်းရအရက်ကိုတည်ဆောင်ပြီးတော့သွားတာဘသူကိုတည်ဆောင်သွားတော့ဆိုကံကိုတည်ဆောင်သွားတာတော့လက်ပံမှု့ကအစိတ်လေးကိုတည်သွားတယ်လို့ပဲတဏှာကကံတရားကိုတည်ဆောင်ပြီးဥဆောင်လမ်းပြပြီးတော့ရောက်သွားတာဒါဖြင့်ငရဲကြတော့ဘယ်လိုလုပ်ပြီးတဏှာဖြစ်တုံးမေးစရာရှိတယ်နော်ငရဲဆိုတာဘယ်သူမှမကြခြင်းဘူးပေါ့မကြခြင်းဘူးဆိုတာမှန်လေငရဲကိုသို့တော့အကုသိုလ်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမိမိရဲ့ရင်ထဲမှာပုံရိပ်တွေလားထင်တဲ့အခါမှာငရဲရဲ့နမိတ်တွေကိုထင်လာတယ်အဲ့ဒီငရဲနမိတ်ထင်တဲ့အခါမှာဆိုပါစို့ငရဲကိုတချို့ကြတော့ကြောက်စရာကြီးလို့မမြင်မဲနဲ့ဘာနဲ့တူတော့ဆိုငရဲမီးကိုရွှေတောင်ကြီးလို့ထင်နေတယ်အဲ့ဒီအချိန်လေးမှာသူကရွှေတောင်ကြီးမြင်နေရတယ်လို့စိတ်ထဲမှာအဲ့ဒီပေါ်မှာတန်းတသွားမီးနဲ့တွေ့လိုက်တော့မှပူလှကြီးရဲ့ဖြစ်သွားအဲ့ဒါလို့တွေ့တာမှုဆိုတာလေးကတော့လဲဆုံးပါရတဲ့ဓမြဟာမိတ်ဆွေအောင်ဆောင်းလာပြီးတော့ကြောရိုက်တော့မှကြောချမှဓမြမှန်းသိတယ်ဆိုတဲ့ဗမာစကားရှိတယ်လေအကုသိုလ်တွေကလည်းလှည့်စားမှုတွေရှိတယ်ပေါ့လှည့်စားမှုတွေရှိတယ်လှည့်စားမှုရှိသည့်အတွက်ကြောင့်ကိုရောက်တဲ့နေရာဟာအကောင်းလို့ထင်နေတတ်တယ်ဒုက္ခနဲ့မတွေ့သေးခင်မှာငရဲမီးကိုပင်ရွှေလို့ထင်ပြီးတော့လူတွေကနှစ်သက်တရားတွေကနှစ်သက်သွားတတ်သေးတယ်အဲ့တော့ဆိုလိုတာကဘဝနိကန္တိလို့ဆိုတဲ့ဒီဘဝကိုတည်ဆောင်သွားတဲ့ကံကြမ္မာဟာသူ့နောက်ကဒီဘဝနိကန္တိလို့တည်ဆောင်သွားတဲ့တဏှာရဲ့နောက်ကကံတရားဆိုတဲ့မျိုးစေ့ကလိုက်ပြီးတော့ချပေးရဥပမာတစ်ခုပြောရမယ်ဗေမိတာရမင်းကြီးအကြောင်းကြားဖို့ကြလိမ့်မယ်ဗေမိတာရမင်းကြီးကသောတာပန်ပဲသို့တော့သောတာပန်ဖြစ်ပေမဲ့လို့နန်းကြပြီးတော့သားဖြစ်သူရဲ့ထောင်ထဲမှာလောက်ချံတပ်ဖြတ်တာကိုခံရတယ်လို့ပြောလောက်ချံတပ်ဖြတ်တာခံရတယ်အဲ့တော့လောက်ချံတပ်ဖြတ်တာတာမန်ပုဂ္ဂိုလ်သာလောက်ချံတပ်ဖြတ်မှုကိုခံရမယ်ဆိုရင်ဒေါသနဲ့ဒေါမနတနဲ့သိရင်ငရဲချစရာရှိတယ်သို့တော့သူ့မှာငရဲချနိုင်လောက်တဲ့ဒေါသသူပယ်ထားပြီးပြီသောတာပန်ဖြစ်သည့်အတွက်ကြောင့်တရားကိုနှလုံးသွင်းပြီးဘဝကိုဆက်ဆုပ်เสียအဖြစ်မြင်လို့ရသေးတယ်သောတာပန်ဖြစ်လို့သူဟာတကယ်အာယုံပြုတ်မယ်ဆိုလို့ရှိရင်တုတိတာနတ်ပြည်တို့လိုအထက်တန်းကြတဲ့နတ်ပြည်မျိုးကိုရောက်ရမှာမရောက်ဘူးဘယ်ရောက်တော့ဆိုစတုမာရနတ်ဘုံမှာဝိသောနတ်မင်းကြီးရဲ့ဒီကိုရံတော်ထဲမှာပါတဲ့ဇနဝတ္တဗဆိုတဲ့နတ်ဘလူးသွားဖြစ်တယ်အာလဝကတို့ဘုံနဂါတို့နဲ့တဖွဲ့တည်းအဲ့ဒီသွားဖြစ်တယ်။ဘာဖြစ်လို့အဲ့ဒါလို့အောက်တန်းကျသွားရတယ်လဲလို့ဆိုရင်ခုနပြောတဲ့နော်တဏှာဆိုတဲ့လေဒီကသူ့ကံကိုအဲ့ဒီကိုခေါ်သွားတဲ့သဘောအတိတ်ဘဝတုန်းကသူကအဲ့ဒီဘဝမှာကြီးပဲဇက်တက်ဖြစ်ခဲ့တယ်။အချိန်ပေါင်းမြောင်များစွာဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီပေါ်မှာจิตနှက်မှုလေးတွေရှိတယ်။တည်တဲ့အခါမှာအဲ့ဒီကိုအာယုံပြုတ်ပြီးတော့တွေ့တာမှုလေးတွေဖြစ်သွားတယ်။ဒါကြောင့်မို့နိကန္တိဆိုတဲ့တဏှာရဲ့ဆွတ်ဆောင်မှုနောက်မှာကံကမျိုးစေ့လိုက်ချတယ်လို့ဒီလိုနားလည်ရတယ်ပေါ့နော်
အဲ့ဒါလို့